ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာ Minecraft ပေါ့ဒါပေမဲ့ကျွန်တော်ကတော့ mobile ဆိုတယ်ခုတော့ All Star skin ကိုလာတော့ All Star event မှာတော့နော် Chrome ထဲမှာပေါ့နော် Chrome ထဲမှာရှိရဲ့ဒါတော့တရားဝင်ထုတ်ထားတဲ့ပေါ့နော်စိတ်နေလဲအများကြီးပဲ brother လည်းမသိကြရင်တော့ခုတင်ထားတဲ့ဗီဒီယိုလည်းကြည့်လိုက်အောက်မှာ description မှာ link ရှိတယ်မှာဝင်လိုက်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်အခုမှဗီဒီယိုစတင်ရမလို့တီးခံပေးပါကဲ brother လည်းတီးကြမယ်ထင်ပါတယ်ခုမြန်မာလို့ဆိုလဲမြန်မာရွေးလိုက်ပေါ့အမှန်ချစ်လဲချင်းမှာ link ထည့်လိုက် brother တို့ဗီဒီယိုတင်ပြီး link ယူပြီးထည့်လိုက်ပြီးရင်ကိုရွေးထား platform ထည့်လိုက်ဒါဆိုပြီးပြီပေါ့